လားပါကျွန်တော်တို့ကိုထောက်အောင်ကနေပြီးတော့တာဝန်ယူတိဆောက်ထားတယ်ကျွန်တော်တို့ဒီ cargo list ပေါ့အသေးစားပေါ့ကျွန်တော်တို့ဒီမှာသူတို့ကဒီခေါက်ဆွဲကြာလာဆက်ရုံနော်သူတို့ကဒီထိုးပိုးပြီးသားဂျက်ဖာတွေတင်တာပေါ့နော်ပါရီ30ကျွန်တော်တို့အမြင်က73မေ14မေတော့ရှိရမျိုးတင်တာပေါ့ကျွန်တော်တို့ဓာတ်ရောက်လက်စင်ပေးတာဖြစ်ပါတယ်ကိုထောက်အောင်ဒါတော့ကျွန်တော်စမ်းသပ်တာပေါ့နော်က kg 3ဟာဒီလောက်တင်ပါပေါ့နော်400လောက်ရပြန်နေမယ်ဒါကျွန်တော်တို့ဒီ kg 300 400လောက်တောင်းတက်ဆင်ပေးတာပေါ့နော်စင်ကယ်မော်တာနဲ့ပေါ့လူချင်းတို့ဒီလိုဂိုတောင်နေမှာပေါ့နော်ဒေတာပစ္စည်းတွေတင်တင်နဲ့ကာကိုလစ်ပစ္စည်းတွေဆိုကျွန်တော်တို့ကိုထွန်းပေးမှာလေဒါတက်ဆင်ပေးပါလေဒါတော့ကျွန်တော်တို့ ME ဆက်ရုံပေါ့နော်တက်ဆင်ခိုင်းတာပေါ့ကျွန်တော်ကမှ limit ပါ